အဲ့လေးရှိလားဒါတို့ပြင်ရတယ်ဒီမလှဖို့ကူတိုးတော့ပြောဟုတ်တယ်ဒီဘက်ကပြန်လာมันลาไปกูเลยเอาโปเลยว่าเลย1.5လောက်ယူထားပြရမယ်ဒါလေးအပေါ်1.5လောက်ယူထားမယ်နော်ဒုစရဆိုင်လေးရတယ်လူချင်းအပေါ်ပါလေဒါဘယ်လိုလဲ1စီမယူထားရမလားဟုတ်1စီအပေါ်5ချုပ်ပြီးလိုက်ပါဒီဝမ်းစီအကြောင်းအတိယူမှာအပေါ်0.5ချုပ်ပေါ့ဒီလိုမျိုးဟောလဲကြောင်းဒီကနေအနေချောင်းချို့တော့0.5အဲ့ဒါမှဝမ်းစီမှာနော်ဝမ်းစီတေးပြီးတယ်ပဲချို့ရမှာလားဟုတ်တယ်1.5လောက်တော့ရှိမှာပေါ့ဒါလေးကဟုတ်ဒီကနေတူဒီကနေချိမတုံတော့ဒါလေးကဒီကနေချုံမယ်ဒီကနေချုံမယ်ဒီကနေချုံမယ်ချုံမယ်ချုံချိမတုံဟုတ်ပြီးတော့မှဒါလေးကိုအောက်ကရောအောက်ကဖမ်းပြီးတော့အောက်ကတော့1.5ခံထားတယ်ခုနကခံတာပြီဒီညမှာ1.5ခံထားတယ်ကိုရှိကပြန်လာပြန်လာမှာတော့အပေါက်ဖောက်ပြီးတော့မှပြီးတော့မှအပေါက်ဖောက်မှလမ်းမှာပြီးတော့ဒီနေရာမှာဟိုအောင်တည်ပြီးလာပြီးတော့မှဒီနေရာလေးမှာခုကတစားရှိသေးတယ်ဒီလိုတစားကိုထည့်ညပ်ပေးရမယ်နဆာတစားဟုတ်တယ်တစားရှိသေးရဲ့အဲ့ဒီကတစားဒီကတစားကျတော့ဒီဟိုဒီပုံမှာဒီပြရမယ်ပြီးတော့မှပြပေးမယ်ဒါလေးအဲ့ဆိုဖောက်တော့မယ်နော်စောင်းနေတာစောင်းပါနော်စူလိုက်လေးထားတဲ့အတိုင်းပဲဖြစ်တယ်ဟုတ်တယ်ဟာရရတယ်အဲ့ဒါဖြစ်လိုက်ရမလားနေကြောင်းခေါ်ရလို့ရှိရင်ရတာလေခေါ်လို့ရှိရင်ရတယ်အဲ့ဒါဟိုတွင်းဝင်သွားမှာဒါလို့တော့ညက်ပေးရတယ်ဒါနဲ့ဆောင်းသွားတယ်နော်ဒါကြီးအဲ့လိုရပါတယ်ဆောင်းနေတာပို့ခါပြီးလို့ရှိရင်ဒီမှာဘေးတွဲမယ်တပတ်တက်မယ်ဟုတ်တော့တိပြီးလို့ထင်တာပဲဟုတ်ဒီဘက်မှာပဲလာချုပ်တယ်ဟုတ်အားချုပ်ဟုတ်ဒီနော်ဟုတ်ဒါလေးကိုကကြည့်လေးနဲ့ညှက်လိုက်မယ်နော်ဟုတ်ဒီမှာရေးတယ်ညက်တုံးစိတ်ရောက်ဘူးနေကြည့်ပါဦးဒီနေ့ကြည့်သွားနည်းနည်းလောက်ပြန်ပြင်အောင်လားပြီးလို့ရှိရင်ဒီမှာပြန်နင်းလို့ရတယ်ဒီကြောင်နော်အပေါ်မှာလည်းညှက်လိုက်မယ်အောက်ကတော့မညှက်သေးဘူးနည်းနည်းတေးလေးတစ်ကြောင်ပြန်ချုပ်လိုက်အောက်ဘက်ကိုအဲ့ဒါနည်းနည်းရေးပေးသွားမယ်လက်စီတုံနေတာပဲလို့လေရလို့လေမတော့မပေါ့ထားမှန်တယ်ဒါလေးတစ်ကြောင်လေးပြန်ချုပ်အရင်ကြီးမှတို့လေဟိုကြခောက်တဲ့ခါကျရင်အရင်ထူထူကြီးမှဆိုဒါကြဒီကကြိမ်ညက်တော့တချမ်းပဲညက်မှာလားနှစ်ချမ်းလုံးနေသူကပြန်ချုပ်ရမှာမို့ချုပ်အောင်မှာမလို့နေနေဒီကြောင်ပြ
ချုပ်လိုက်ပြီးနာလေးကိုကက်ချစ်တောက်ရလေးပြီးပြန်လာလိုက်မယ်ဒီဘက်ကို တင်းနေလမ်း ဟိုဒါလေးကိုလေးမေးဖို့လေးနဲ့တိုက်ပြလိုက်ဒီအပြားနည်းနည်းတူတော့ ဒီပြပြ ရတယ်ဒီပြင်မှတော့ဆက်ပြီးတော့ပုံတက်မှာ နဲ့ပြမယ် ဒီပြား သူ့ပါ ဒီလိုလေးဆက်မှာဒီလိုလေးဆက်မှာပြီးရင်လေညီတော့ဒါလေးကိုဒီလို မစင် ခါ ဒီ ရှေ့ ပြ ရ မယ် ဒီလိုဒီ အော်အဲ့လိုဝမ်းစီယံပို့တက်ရမှာ ဘောစီကတက်ကမှာဒါလေး အောက်ကပဲလား အောက်ကပဲတက်တာလေး အောက်နေပုံတက် အောက်ကပဲအပေါ်တစ်ခုပဲတက်တော့တဲ့ဒါလေးက ဟုတ် ဟောက်အဲ့လိုမျိုးဟိုလေရှက်ပါအဲ့လိုမျိုးတော့ အဲ့ခုနလေးပဲနေရမယ်ဒီလိုတူ အဲ့ဒါပတ်လည်းတော့မနေဘူးဒီချောင်းပဲအရင်နေဒီတချောင်းပဲအရင် အောက်ကတချောင်း အောက်ကတချောင်းနော်အောက်ကတချောင်းအရင်နေလိုက်တယ်ပြီးလို့ရှိရင်ဒါလေးကိုလာလိုက်ဒီဆောက်လိုက်ပြီးလို့ရှိရင်ဒီမှာတချောင်း ဒီစင်းလေးကိုချုပ် ပြီးလို့ရှိရင်ဒီဘက်မှာလည်းတချောင်းပြီးတော့မှဒါလေးကိုအပေါ်တင်ပါဒီလေးအပေါ်တင်ပေါ်တင်တဲ့ခါကျရင်ဒါကကျတော့ဒီအပေါက်ဒီဟာမပေါ်ရင်တော့ဒါလေးကိုဒီနာတော့မှတော့ပါပြီးကတ်ပေးရမယ်လူလေးတင်လိုက်တယ်မလားအဲ့လိုမှအမတ်လေးညမအမတ်လေးမလိုက်လိုက်တဲ့အမတ်လေးမတော့လေးတင်ပေးလိုက်ဒီဘက်မှာဒါလေးလိုက်မယ်ဒီမှာဒါလေးလိုက်မယ် ဘယ် ဒါဆဲလိုက်ပြီးမှဒီဟာတင်ပြီးမှဒီမှာပြန်ချုပ်မှာ ဆုံးမယ်ဒီဒါမှပေါ်ရင်တော့ဒါလေးကိုကတ်လိုက်တာ ဟုတ်ဟုတ် ဟုတ်ဟုတ် ဒါလေးကိုအညီယူပေးတာ expression ဆိုတာဒါရက်ဒီလိုမျိုးပဲထားရမှာလားဒီလိုမျိုးချုပ်လိုက်ရမှာလား ဒီလိုမျိုးချုပ်ကမှာ နေ ပေါ့ ရ ဟော မှာ ချုပ်လိုက်ရမှာ ချုပ်ကမှာ ဒီချုပ်ပြီးလို့ရှိရင်အိမ်နဲ့ quantity ပဲနေရမှာချုပ်ရမှာ ချုပ်ပြီး ဘေးကိုမပဲသူကတခါတည်းငုံမှာဆိုတော့လေဒီလိုမျိုးလေးချုပ်မှာ အော် ဒီကြောင်ချုပ်မယ်ပြင်ပြမှာလဲကြောင်ချုပ်မှာပြမ ဘာ တော့ စေးရမှာရှိတယ်ဟုတ်ရ